အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်မကစာတွေတင်ပြီးတော့မှာပဲဖြစ်ပါတယ်ကလေးလေးတွေကြိုက်အောင်လို့မမကရှုံးပေါ်ပြီးတင်လို့ပေးမယ်နော်ပထမဆုံးဒါလေးရပါလိမ့်မယ်ဝကြီးကျွန်မတို့ကဝါဆိုရဲစာဝါဆိုရဲစာအုပ်ကိုတင်မိပါမယ်ပြီးအရေးဆုံးဒါက A P P Y အပတ်ဆိုတာဘာလဲသိကြလားတကယ်တော့အပတ်ဆိုတာပန်းတိပါနားစာဖက်မှာတော့သွားကြမယ်နော်ကလေးတို့ရေโอเคဒါကတော့နည်းနည်းတော့ခက်မယ်နော်โอเค S T R A W T R R Y strawberry လို့ခေါ်တယ်ပြီးတော့ဒါကO R A G E always ဆိုတဲ့ဒီမော်ဒီလိုခေါ်တဲ့နောက်တစ်ခါဆရာမစာပေးပေးမယ်နော်ဒါကတော့ T R E E 2လို့ခေါ်ရဲဒါကတော့အလုပ်ကြည့်ကြမယ် F N O W E R flower လို့ခေါ်တဲ့ဒါလေးကြည့်မှာပဲဒီနေ့ကတော့ဒီလောက်ပဲတင်ပါမယ်နော်နောက်နေ့အပုံမှာတော့ကျမက AD နဲ့အတူတူတင်ဝါပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးနော်ရှင် bye bye